attention and growth အာယုံစူးစိုက်ခြင်းနဲ့ကြီးထွားရှင်သန်ခြင်းအခုနောက်ပိုင်းမှာမျက်နှာအသားအရည်လေးပိုကောင်းလာတာကိုသတိထားမိပါတယ်ဒါကလည်းမျက်နှာကိုတည်တည်ချာချာလေးအချိန်ပေးလိုက်လို့ပြောင်းလဲလာခြင်းဖြစ်ပါတယ်ဘာမှအထူးတလဲမဟုတ်ပေမဲ့မျက်နှာကို treatment လုပ်ရမယ့်အချိန်ချင်းဆိုမှုတွေကိုမှန်မှန်သွားတယ်နေ့တိုင်းအားဖြည့်ပေးရမယ့်အရာတွေအားဖြည့်ပေးတယ်ဒီလိုပုံမှန်ဂရုစိုက်လိုက်တော့တလားလောက်အတွင်းမှာပဲအသားအရည်ပြန်ပြီးကြည်လင်တယ်ဒါကိုကြည့်ပြီးဆက်ဆက်စဉ်းစားမိတယ်ဘယ်အရာကိုမဆိုအချိန်ပေးလိုက်တယ် attention ပေးလိုက်တယ်ဆိုရင်သူ့ရဲ့ growth ကြီးထွားပြောင်းလဲမှုကိုရလာတာပဲဖြစ်ပါတယ်တစ်ပင်လေးတွေဆိုရင်လည်းဒီလိုပဲကလေးလေးတွေဆိုရင်လည်းဒီလိုပဲဘာမှမပြုတ်မပြင်းဖြစ်ချင်တယ်လို့ဖြစ်ဆိုပြီးကြီးထွားရှင်သန်လာရတဲ့ဘဝပုံစံတွေနဲ့တည်တည်ချာချာအချိန်ပေးပြီးပြုစုဂရုစိုက်ဆောက်ရှောက်ပေးလိုက်တယ်ဆိုရင်အပင်တွေမှာလည်းအသီးတွေအပွင့်တွေဝဝဆဆာပွင့်လာကြသလိုလူလေးတွေမှာလည်းလှလှပပရင်ရင်ကြည်ကြည်ကြီးထွားတန်မာလာကြတယ်စိတ်နဲ့ပတ်သက်ရင်လည်းဒီလိုပဲလို့ပြောရမှာဖြစ်တယ်တခါတလေမှာကျမတို့ကမကောင်းတဲ့စိတ်တွေကို attention ပေးနေမိတတ်ကြတဲ့အခါမှာမကောင်းတဲ့အတွေးတွေကပိုပြီးကြီးထွားရှင်သန်လာတတ်ကြပါတယ်ဥပမာအားဖြင့်ကျမမကြာခဏရေးလေးရှိတဲ့မနာလိုစိတ်ဆိုတာမျိုးကိုမကြာခဏ attention လုပ်တယ်လို့ဖြစ်နေတဲ့အခါသူကကြီးထွားလာတာမျိုးဖြစ်တယ်တချို့သောအရာတွေဟာကြီးထွားလာရုံတင်မကကိုကိုပါဝါမျိုးသွားတက်ကြတယ်ဆွဲချသွားတက်ကြတယ်မိမိရဲ့စိတ်ထဲမှာရှိနေတဲ့မေတ္တာစိတ်လို positive energy ကို attention ပေးကြည့်လိုက်ပါပိုပြီးပွားများလာတာကိုတွေ့ရပါလိမ့်မယ်သူများတွေအဆင်ပြေဖို့အတွက်ကောင်းတဲ့အရာတွေကိုကိုတက်နိုင်တဲ့ဖက်ကဘယ်လိုဖြစ်စီပေးရမလဲဆိုတာတွေပိုပြီးတွေးတက်လာတယ်ကုသိုလ်စိတ်ကို attention ပေးလိုက်တဲ့အခါကုသိုလ်တရားတွေပိုပြီးပွားများတက်လာတယ်လုံနေကြထက်ပိုပြီးအားထုတ်လှုပ်ဆောင်မိလာပါတယ်ကျမကဘဝမှာမိသားစုကိုစောင့်ရှောက်ရတဲ့ကုသိုလ်ရှိတယ်ဒီကုသိုလ်ကနေ့စဉ်နဲ့အမျှရနေတဲ့ကုသိုလ်လို့ပြောလို့ရတယ်ဒါပေမဲ့ကျမကကုသိုလ်ဖြစ်အောင်လုပ်မယ်လို့စိတ်ကို attention လုပ်လိုက်တဲ့အခါမှာတီးတန့်ကြိုးစားအားထုတ်မှုနဲ့ effort တစ်ခုပါတဲ့ကုသိုလ်ကိုလုပ်ဖြစ်လာပါတယ်ဥပမာအားဖြင့်အမိကိုခြေချောင်းကလေးတွေစားရည်စိမ်ပြီးနှိပ်ပေးတာမျိုးပါပဲလူတွေရဲ့စိတ်ထဲမှာဝန်ပလွေနှကောင်အမြဲရှိတယ်တဲ့တကောင်ကအဖြူရောင် white wolf တကောင်ကအမဲရောင် black wolf လို့မှတ်ထားနိုင်ပါတယ်ဒီပုံပြင်လေးကတော့အတော်များများလေးကြားဖူးကြမှာပါပဲအမဲကောင်ကဒေါသကြီးတယ်ရိုင်းဆိုင်တယ်မနာလိုဖြစ်တတ်တယ်လောဘကြီးတယ်မောက်မာတယ်ဝမ်းနေတတ်တယ်နှောင်တတွေနဲ့ပြည့်နေတယ်တိမ်ငယ်တယ်မရှိဘဲနဲ့ကြွားတယ်မာနတကူထူထားတတ်တယ်အဖြူကောင်ကကြတော့ပျော်ရွှင်တယ်ငြိမ်းချမ်းတယ်ချစ်တတ်တယ်ဉာဏ်ရှိတယ်ငြိမ်သက်တယ်တနာတတ်တယ်မှန်ကန်တယ်သစ္စာရှိတယ်ခွင့်လွတ်တတ်တယ်ကိုချင်းစာတတ်တယ်အားနာတတ်တယ်ကျမတို့ရဲ့စိတ်တွေထဲမှာအဲ့ဒီအမဲကောင်နဲ့အဖြူကောင်ဟာအမြဲရှင်ပြိုင်နေတတ်ကြတယ်ဘယ်သူကနိုင်တယ်လဲဆိုရင်အစာများများကျွေးမိတဲ့ကောင် attention ပိုရတဲ့ကောင်ကနိုင်သွားတာပါပဲအမဲကောင်ကိုအစာများများကျွေးမိရင်လူဆိုးတွေဖြစ်လာတတ်ကြပါတယ်အဖြူကောင်ကိုပူကျွေးမိရင်တော့ကောင်းတဲ့လူတွေဖြစ်လာတတ်ကြပါတယ်တချို့ဝန်ပလွေအဖြူတွေဟာအစာလုံးဝမစားရပါဘူးသေဆုံးသွားကြတယ်ဝန်ပလွေအမဲတွေအစာဝလာတဲ့အခါကျတော့လူကိုပါဆွဲချသွားတတ်ပါတယ်လူမှာအရေးကြီးဆုံးကစိတ်ပါပဲတာမန်လူတွေအဖို့မှာအဖြူရောင်စိတ်ရှိသလိုအမဲရောင်စိတ်တွေလည်းရှိကြတယ်ဒလဲစီသွားနေကြတာလဲတဘာဝအမှန်တရားပဲဖြစ်တယ်စိတ်ရဲ့ဖြစ်တတ်တဲ့သဘောတွေကိုသိထားနားလည်ထားရင်ပြုပြင်ဖို့လွယ်ပါတယ်တတိတော့ရှိရပါမယ်ဝန်ပလွေအမဲလေးပေါ်လာတာကိုတတိပြုမိတိုင်းအစာမကျွေးမိပါစေနဲ့